အမလေးငါမတော့မြောင်းလဲတေးပြီးကျွန်တော်လိုင်းပေါ်မှာတော်တော်လေးဝမ်းသာအားရနဲ့အားချောင်ထားတာဖြစ်ချတော့ဒီဟာစာရရန်စူးစမ်းနေတာကိုဒီကြားထဲမှာပျောက်နေဆိုတာလေနော်ဒီရွေရမှာဘွဲတွေယူလို့ရှိရင်မှာတင်ကြကိုရမှာပဲအောင်မြင်မှာဘောလို့သိတယ်မလားအေးအမ one subject one နဲ့9ညလောက်စူးစမ်းပြီးမှဘွဲတွေယူနိုင်တယ်ဆိုကြတဲ့နဲ့သူ့ဟာကြီးကလေဟိုမှာလမ်းဘေးမှာပေါ်တီကလာရောင်းနေတဲ့အပေါ်စားတရားဖို့3ခုဟာပဲနေမှာပေါ့လေသိတယ်မလားတကိပညာတက်တယ်ဆိုတာဘွဲလည်းမဟုတ်ပါဘူးလို့ဒီလိုစက်တီမရှိတဲ့ဥပဒေရုပ်လေဘာဘွဲနဲ့ပဲဖုံဖုံသိတယ်မလားသူတို့ခေါင်းရပဲဆောင်ပြစင်မှာအမဖះစင်းတို့တွေတေးပြီးမှလေနောက်ဆုံးတော့လေတောင်းရောက်ဆိုတော့ကြီးကကြီးပဲလေသိမလားအေးတိုးရောက်ဆိုတော့ဝင်ပလွေပဲလေနော်ဘေးတော့မှစက်တီထွက်လာမဲ့တန်းစားထဲမှာမဟုတ်ပါဘူးဆိုနားလေမလားမြန်မာပြည်မှာဒီလိုဘွဲဝတ်စုံနဲ့တရုတ်တရင်နဲ့တူဝတ်နေတာဆိုလို့ဒီဖေလူစမာတာတယောက်တည်းပဲရှိတာနော်နေဆိုတာပြန်ဖက်မရှိတယောက်တည်းဖေလူစမာတာပါနေယုံချင်ယုံမကြုံချင်နေဖေလူစမာတာဆိုငါတို့တီးပြီးတာအဲ့လိုရအားလို့တဲ့တူကငါတိတ်မုန်းခဲ့တာရအားလို့တဲ့တူငါတိတ်ရှုံခဲ့တာရအားလို့တဲ့တူကငါလူတက်ချင်ခဲ့တာအိုအင်းပါအဲ့လိုပြောချင်တာလေဘာသာလုံးမမလို့ပဲတမ်းပြင်ပါနာကိုခိုးစားတဲ့ထဲမှာလေမင်းအောင်နဲ့တဟိုး family ကအဆူးဆုံးတော့ဟိုမှာသူ့သမီးခရီးတက်မှုသွားကြည့်လိုက်ဖာတယ်မတော့မဈေးဦးမပေါက်တဲ့ဖာတယ်မရုပ်နုတွေ့မှာပါဟိုမှာဝတ်မရွှေယောက်ျားနဲ့တွေ့ရတဲ့တပ်ပုံလေးတွေ့ရမလားအေးအဲ့ဒါပြောချင်တာသူ့သားဆိုလေဘိုက်ရွှေနဲ့သူယူတဲ့မိန်းမလေးသူ့တကယ်ချစ်လို့မဖြစ်နိုင်ပါဘူးသိတယ်မလားပတ်စံကြောက်အာနာကြောက်ပဲနေမှာပေါ့လေနော်တိမ်မင်းတမန်ကလည်းဒီလိုမျိုးလူတွေဆိုမခေါ်ကြအောင်နော်တော်တော်အသက်ရှည်တဲ့ဟာတွေနားကိုမလေတော့လားငါတို့ဆိုလူကောင်းဆိုမြန်တေကြတယ်သိတယ်မလားအေးဖေလို့စမတွေကတော်တော်လေးတိမ်ဖို့ခက်တာပဲနော်ငါလေးငါပွားမှာလေလူတယောက်တေရမနဲ့ကိုပျော်ချစ်ထိုင်မျိုးနေရလိမ့်မယ်လို့ဘေတုံးကမထင်ထားပါဆိုအဲ့လိုမျိုးမြောက်လာခုတော့ဘွဲတွေယူထားတယ်လို့တွေ့တယ်မလားစက်တီတော်တော်မရှိတဲ့ဟာတွေလေနော်သူရရတဲ့ဘွဲတွေမှာသူမမိသေးလားမသိဘူးနော်ဟိုမှာတေတော်လို့ရှိရင်အတုပမှာဖိတ်စာထဲမှာလေမဆက်မှာဆိုလို့ငါပြောပေးတာပါနော်ဖေလို့စမသားပဲ